မီးထဲမှာပျောက်ဆုံးသွားတဲ့အတန်များလူတွေဟာမီးကိုကြောက်ကြတယ်။ဘာကြောက်လဲဆိုတော့မီးကအရာရာကိုဖျက်ဆီးပစ်နိုင်လို့ဒါပေမဲ့မြန်မာနိုင်ငံရဲ့တချို့နေရာတွေမှာမီးကအိမ်တွေကိုပဲမဟုတ်ဘူးဘဝတွေကိုပါယူသွားခဲ့တယ်မင်္ဂလာပါမစ္စတာနိုင်မဲမြန်မာမှကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကရုပ်ရှင်ဟော်ရာမဟုတ်ဘူးဒါဟာတကယ်လူတွေတကယ်ရွာတွေတကယ်ဖြစ်ရတွေ2021ခုနှစ်မြန်မာနိုင်ငံဟာနိုင်ငံရေးမတည်ငြိမ်မှုတွေလက်နက်ကင်ပဋိပက္ခတွေတိုးလာတဲ့အချိန်ကာလထဲကိုရောက်ရှိသွားခဲ့တယ်။တချို့ဒေတာတွေမှာပြစ်ခတ်မှုတွေနေ့စဉ်ဖြစ်လာတယ်။တချို့ရွာတွေမှာလူတွေဟာညတိုင်းအိမ်မပျော်တော့ဘူး။ဒါပေမဲ့အဆိုးဆုံးအရာကမကြာခင်ရောက်လာတော့မယ်။ဒုံတော်ရွာ2021ခုနှစ်ဒီဇင်ဘာလစကိုင်းတိုင်းရွာတရွာမှာအရသာတချို့တည်ဆုံးခဲ့တဲ့ဖြစ်ရပ်တစ်ခုနိုင်ငံတကာတည်င်းဌာနတွေထံရောက်ရှိသွားခဲ့တယ်။နောက်ပိုင်းထွက်ပေါ်လာတဲ့ဓာတ်ပုံတွေမှာမီးလောင်ကျွမ်းတဲ့ရုပ်အလောင်းများကိုတွေ့ရတယ်။ဖြစ်ပျက်ခဲ့တာတွေကိုဘယ်သူမှအတိအကျမသိနိုင်တော့ဘူး။ဒါပေမဲ့ကြံရစ်ခဲ့တာကမီခိုနှံ့တဲ့မိသားစုတွေရဲ့ငိုတန်တွေကမ္ဘာတည်င်းတွေမှာဒီဖြစ်ရဟာမြန်မာနိုင်ငံအတွင်းအရသာများကြုံတွေ့နေရတဲ့အန်ဒီရဲ့တင်ကေတတစ်ခုဖြစ်လာခဲ့တယ်ခရစ်စမတ်မတိုင်ခင်ည2021ခုနှစ်ဒီဇင်ဘာလ24ရက်နေ့ဂရနီပြည်ကဘာတဝမ်းကလူတွေခရစ်စမတ်အတွက်ပြင်ဆင်နေချိန်နေရာတစ်ခုမှာတော့မီးတောက်တွေကကောင်းကင်ကိုထိုးတက်နေခဲ့တယ်။မိုးဆိုးရွာဖြစ်စဉ်ဟာနိုင်ငံတကာတည်င်းစာမျက်နှာတွေအထိရောက်သွားခဲ့တယ်။အရသာများတည်ဆုံခဲ့ကြောင်းလူအခွင့်အရေးအဖွဲ့အစည်းများကမှတ်တမ်းတင်ခဲ့ကြတယ်။ခရစ်စမတ်မီးရောင်တွေအစားမီးလောင်နေတဲ့ရင်တွေကိုလူတွေမြင်ခဲ့ရတယ်။ပစီကြီး2023ခုနှစ်စကိုင်းတိုင်းရွာအခန်းအနားတစ်ခုကျင်းပနေချိန်ကောင်းကင်ပေါ်မှာအတန်တစ်ခုပေါ်ထွက်လာတယ်ပြီးတော့အရာအားလုံးပြောင်းလဲသွားခဲ့တယ်ပောက်ကွယ်မှုအပြီးရွာလေးတစ်ရွာဟာနာရီပိုင်းအတွင်းတမိုင်းထဲရောက်သွားခဲ့တယ်ကလေးတွေမိသားစုတွေတငယ်ချင်းတွေတခဏအတွင်းပျောက်ကွယ်သွားခဲ့ကြတယ်မီးထဲမှာပျောက်သွားတဲ့ရွာများတည်င်းကြီးတွေဖြစ်လာတဲ့ဖြစ်ရတွေရှိတယ်ဒါပေမဲ့တည်င်းမဖြစ်ခဲ့တဲ့ဖြစ်ရတွေလည်းရှိတယ်ရွာတချို့ဟာမြေပုံပေါ်မှာရှိနေသေးတယ်ဒါပေမဲ့တကယ်တမ်းတွားကြည့်ရင်အိမ်မရှိတော့ဘူးကြံတာကတော့ပြာတွေတန်တိုင်အကျိုးအပဲ့တွေမီးလောင်ကျွမ်းထားတဲ့တစ်တုံးတွေကြံရိခဲ့သူများတည်ဆုံးသွားသူတွေအကြောင်းပြောရတာခက်ခဲတယ်ဒါပေမဲ့ကြံရစ်သူတွေအကြောင်းပြောရတာပိုခက်ခဲပါတယ်သူတို့ဟာအိမ်ကိုဆုံးရှုံးခဲ့တယ်မိသားစုတွေကိုဆုံးရှုံးခဲ့တယ်အမတရားတွေကိုဆုံးရှုံးခဲ့တယ်တချို့ကနေ့ပေါင်းများစွာဆုဆောင်ခဲ့တဲ့ဘဝတစ်ခုလုံးကိုတညတဲ့နဲ့ဆုံးရှုံးခဲ့တယ်စစ်ပွဲတွေမှာကိန်းကနန်းတွေရှိတယ်စရင်စရာတွေရှိတယ်ဒါပေမဲ့
ကိန်းကနန်းတိုင်းရဲ့နောက်ွယ်မှာလူတစ်ယောက်ရှိတယ်အိမ်မက်တစ်ခုရှိတယ်မိသားစုတစ်ခုရှိတယ်မိကတအိမ်လုံးကိုလောင်ကျွမ်းစီနိုင်တယ်ဒါပေမဲ့ဖြစ်ခဲ့တဲ့အမှန်တရားတွေကိုတော့အမြဲတမ်းဖြစ်ပစ်လို့မရဘူးဒီညတင်အိယာဝင်ခါနီးဒီအဖြစ်ပြဲတွေကိုခဏလောက်တတိယပေးပါဘာကြောင့်လဲဆိုတော့တချို့အတန်တွေဟာတိတ်ဆိတ်သွားပြီမဲ့တမိုင်းထဲမှာတော့ဆက်လက်ပဲ့တင်ထနေစေဖြစ်လို့ပါ